ယခုဆက်လက်ပြီးဂုဏ်တော်ချီးမွမ်းဖို့အတွက်တန်ရှင်သောဝိညာဉ်တော်မီးဆင်းသက်ပါဆိုတဲ့ဒေသချင်းခေါင်းစဉ်လေးနဲ့အတူဂုဏ်တော်ချီးမွမ်းဖို့ဒေသရှင်ကိုစံပြီးညီမငယ်ကြိုးကြာစင်တီဖိတ်ခေါ်အပ်ပါတယ်မင်္ဂလာပါမင်္ဂလာပါစနုလိုယုံကြည်သူတွေအနေနဲ့ပေါ့နော်ဘဝမှာအသက်ရှင်ရှောင်လန်းတဲ့အခါမှာအနိကပေါ့နော်ဆုံးမလမ်းညွှန်ပေးဖို့အတွက်တန်ရှင်တော်ညင်တော်ဖျားလိုအပ်ပါတယ်လို့အဲ့တော့အခုဒီတခြင်းလေးကစနုဘဝမှာလမ်းပြပေးဖို့အတွက်တန်ရှင်တော်ညင်တော်ဖျားကိုဖိတ်ခေါ်တဲ့တခြင်းလေးဖြစ်ပါတယ်ကျွန်တော်ပထမဆုံးပြောချင်တာကတော့ဒီတခြင်းလေးကိုကျွန်တော်တို့မောင်နှမတွေအတူဆိုခွင့်ရတဲ့အတွက်ကျေးဇူးတော်ချီးမွမ်းတယ်ပြောရရင်ကျွန်တော်တို့၄ယောက်အတူတူဆိုမှာပေါ့နော်ကျွန်တော်ပါလားအော်တန်ရှင်သောဝိညာဉ်တော်ဖိတ်ခေါ်ထားတဲ့အတွက်ဟုတ်စင်ဒီကလေးနဲ့ဟုတ်ပါပြီတန်ရှင်သောဝိညာဉ်တော်ရောက်နေပါတယ်ဟုတ်ကျွန်တော်အဲ့ဒါလေးအမှတ်တရပါတော့ဒီအစီအစဉ်လေးမှာသူပါဝင်နိုင်မယ်လို့တော့ကျွန်တော်တို့မထင်ထားဘူးဒါပေမဲ့ကျေးဇူးတော်ကြောင့်အချိန်မီကျွန်တော်တို့ဒီအစီအစဉ်မှာပါဝင်ပြီးတော့အတူတူချီးမွမ်းခွင့်ရတဲ့အတွက်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်တို့ယုံကြည်သူတွေဘဝအတိုင်းမှာတန်ရှင်သောဝိညာဉ်တော်မပါလို့မရဘူးသူ့ကိုဖိတ်ခေါ်လို့ရှိရင်ကျွန်တော်တို့ရှေ့လျှောက်လန်းတဲ့ဘဝမှာအားလုံးအဆင်ပြေမယ်ဆိုတဲ့သင်းလေးနဲ့ခွန်အားပေးကြပါတယ်ဟုတ်ကဲ့ခင်ဗျာတန်ရှင်ဝိညာဉ်တော်မီးဆင်းသက်ပါShe